ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့စိုးဂီတာကိုဘယ်လို URL လဲဆိုတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဗီဒီယိုမစခင်မှာကြော်ညာလေးဝင်စရာရှိပါတယ်ဗျအဲ့လာကတော့ကျွန်တော် YouTube channel လေးရဆိုရင် subscriber 100ပြည့်ပြီဆိုတာနဲ့အသေးရလကားပြောရမယ့်စီစဉ်လေးရှိပါတယ်အဲ့လာကြောင့်အခုပဲ subscribe လုပ်ထားလိုက်တော့နော်ကဲအဲ့တော့အချိန်မစဲပဲဗီဒီယိုလေးကိုစလိုက်ရအောင်ကျွန်တော်တို့ကပထမဆုံးအနေနဲ့ level 2300လုံးမှာပဲဖြစ်ပါတယ်ပြီးရင်တော့ full moon မှာဖြစ်နေဖို့လိုပါတယ်ဗျဖုန်းမလားမမောလားဘယ်လိုကြည့်ရလဲဆိုတော့ကျွန်တော်ပြပေးထားပါဗျကျွန်တော်ဖုန်းဝိုင်းဆိုရင်တော့ဒီ NPC ကိုစကားလာပြောမှဖြစ်ပါတယ်ဗျပြီးရင်တော့အောက်ကပေးသွားလေးနှိပ်လိုက်ဗျကျွန်တော်တို့ကပြီးပြီဆိုတာနဲ့ဒီဘက်ချမ်း NPC တွေကို 0.5 second အတွင်းမှာကျွန်တော်တို့ကအပြီးတက်ပြရမှာဖြစ်ပါတယ်ဗျဒီကောင်နေပဲဖြစ်ပါရဲ့ဗျအဲ့လိုမျိုးအကောင့်လေးကိုတက်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ခုသွားတဲ့နေရာကိုသွားမယ်ဗျအကောင့်လေးကိုတက်ပြီးသွားပြီဆိုတာနဲ့ဒီနေရာမှာဒီလိုမျိုးလေးပေါ်နေမှာပဲဖြစ်ပါရဲ့ဗျအဲ့လိုမျိုးလေးပေါ်နေပြီဆိုရင်တော့ကျွန်တော်တို့က sign mode တွေကိုဒီလိုမျိုးရောင်လေးလိုက်ပြောင်းပေးရမယ်ဗျအဲ့လိုမျိုးကျွန်တော်တို့ကရောင်ပြောင်းပြီးသွားပြီဆိုကျွန်တော်ခုသွားတဲ့နေရာလေးကိုသွားလိုက်ပါဗျဆိုင်မုံလေးရောင်ပြောင်းပြီးမှသာဒီတကားလေးကဖွင့်နေမှာဖြစ်ပါရဲ့ဗျပြီးရင်တော့ကျွန်တော်ခုပြပေးထားတဲ့ကောင်စကားပြောလိုက်ပါဗျကျွန်တော်အနေနဲ့ကသူ့ကိုစကားပြောပြီးဆိုရင်တော့ဒီဘက်ချမ်းမှာဒီလိုလေးပေါ်နေမှာဖြစ်ပါရဲ့ဗျအဲ့လိုမျိုးပေါ်နေပြီဆိုရင်တော့အဲ့ခွက်လေးတွေဂိုင်းလေးတွေကိုလိုက်ကြည့်ရမှာဖြစ်ပါရဲ့ဗျလိုက်ကြည့်ပြီးဆိုရင်တော့ဒီအဆောက်အုံကြီးရဲ့အောက်ဘက်ချမ်းကိုသွားလိုက်ပါနော်အောက်ဘက်ချမ်းဒီနေရာမှာဆိုကျွန်တော်ခုပြထားသလိုပေါ်နေမှာဖြစ်ပါရဲ့ဗျဒီနေရာမှာတော့ကျွန်တော်ခုနကြည့်ခဲ့ဖလားဂိုင်းလေးတွေကိုကြည့်ရမှာဖြစ်တယ်ဗျဒါပြီးသွားရင်တော့ကျွန်တော်ဒီအောက်ကျမ်းပြင်လေးတွေကိုရောင်ပြောင်းပေးရမယ်ဗျဘယ်လိုမျိုးပြောင်းရမလဲဆိုဒီပိုက်တွေကိုကြည့်ပြီးအပြာရောင်ဆိုဒီကျမ်းပြင်မှာပြောင်းပါဗျကျွန်တော်အနေနဲ့ဒီလိုလေးပြောင်းပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်အနေနဲ့ဒီဘောပိုက်ကိုကြည့်ပြီးအနီရောင်ဆိုအောက်မှာလည်းနီရောင်ပြောင်းပေးရမယ်ဗျဒီမှာစိမ်းရောင်ဆိုစိမ်းရောင်ပေါ့နော်ဒီမှာကျတော့အပြာရောင်ဗျဒီမှာဆိုလည်းဒီတိုင်းလေးပဲဆက်လုပ်ပေးသွားလိုက်ပါနော်ဒါအကုန်လုံးလုပ်ပြီးသွားပြီဆိုရင်တော့ဒီဘက်ချမ်းမှာဒီ NPC လေးပေါ်လာမှာဖြစ်ပြီးတော့ဒီ NPC ရှိမှာကျွန်တော်ခုပြထားတဲ့ဟာလေးကိုပေးပြီးတော့စိုးဂီတာကိုဝယ်ယူနိုင်ပါတယ်ဗျဒီဗီဒီယိုလေးကဘလာသာကျုံးသုံးရရှိခဲ့မယ်ဆိုရင်တော့ဗီဒီယိုလေးကို like လေးပေးပြီးအကောင့်လေးကို subscribe လုပ်ပေးခဲ့ကြအောင်မမေ့ပါနဲ့ဗျကျွန်တော်နာမည်က Suki ပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်